တလုံးနီးစီဖူလေးလုပ်ဖို့အတွက်တလက်မဖေးလေးတွေလိုပါမယ်တလက်မဖေးကို2လက်မစီဖြတ်ထားတဲ့အပိုင်းလေး10ခုလိုပါမယ်နော်ဒါတော့ကိုသုံးတဲ့ဖေးဆိုင်ပေါ်မူတည်ပြီးတော့2ဆဖြတ်ပြီးရမှာပါဖေးဆိုင်အသေးကြီးပေါ်မူတည်ပြီးတော့နီးစီဖူလေးကကွာသွားမှာပေါ့နော်အခုပြထားသလိုမျိုးလေးတောင်ချူလေးခောက်ပါမယ်ပြီးရင်တော့အဲ့ထိတ်စွန်းလေးကိုမိချစ်လေးနဲ့အနားသက်ပြီးတော့မှကပ်ပြီးလိုက်မယ်ဒီလိုမျိုးလေးပေါ့နော်ကျန်တာတွေလည်းအကုန်လုံးအလိုလေးလုပ်ပါမယ်ပြီးရင်တော့5ခု3ခုခွဲပြီးတော့မှထားပေးမယ်ပြီးရင်တော့ချုပ်ပါမယ်ချုပ်တဲ့ခါကျရင်3ခုတွဲလေးကိုအရင်ချုပ်ပေးပါမယ်ဒါလေးကတော့နှီးစီဖူးရဲ့အတွင်းထဲမှာထည့်ဖို့အတွက်ပါတော့ခုပြထားသလိုမျိုးလေးထပ်လိုက်မယ်ထပ်ပြီးတော့မှခုလိုအနာဆွန်ကနေပြီးတော့စပြီးတော့ချုပ်မယ်ချုပ်ပြီးသွားရင်3ပွင့်ဖြစ်တဲ့အတွက်နောက်တစ်ခုထပ်ပြီးတော့မှကပ်ပြီးမယ်ပြီးရင်အဲ့ဒါလေးပါတွဲပြီးတော့မှဆက်ပြီးချုပ်ပြီးမယ်နင်းစီဘူးစိုက်ကြီးလိုချင်နေဆိုရင်တော့ဖေးစိုက်ကြီးတာလေးနဲ့လုပ်ပေးပေါ့နော်တစ်ခွဲတို့2လက်မတို့နဲ့လုပ်ရင်ကြတော့နင်းစီဘူးလေးကအခုလက်ရှိထက်ကိုပို့ပြီးတော့မှကြီးမှာပါအဲ့တော့ခုဒီအဆင့်လေးပေါ့နော်ဒီအဆင့်လေးကိုတော့တေချာလေးကြည့်ပေးပါဒီနေရာမှာခောက်တာမှားတာနဲ့နင်းစီဘူးလေးကလည်းမှားသွားမှာပါအဲဒီလိုခောက်ပြီးသွားရင်ခောက်ထားတဲ့ဟာလေးတွေကိုဒီလိုညှိအောင်ပြန်ပြီးတော့မှထပ်ပြီးတော့ညှိပေးမယ်သတိထားမှာကြတော့အချုပ်တဲ့ခါကျရင်သူဘယ်လိုပြောမလို့ကြံတက်တယ်ပေါ့နော်အဲ့တော့အောက်မှာကြံနေတာမျိုးရှိရင်အခုလိုလေးအက်လေးနဲ့ထိုးပြီးတော့မှညှိအောင်ပြန်ညှိပြီးတော့ချုပ်ပေးရပါမယ်လို့ထပ်ထားလေးညှိပြီးဆိုရင်တော့ဆက်ပြီးတော့မှတွဲချုပ်ပေးမယ်ပြီးရင်စမက်ကိုပြန်ရောက်ပြီဆိုရင်အဲ့စမက်ကိုပြန်ပြီးတော့တွဲချုပ်မယ်ပြီးရင်တော့အချီလေးကိုဒါလေးဖြည်းဖြည်းချင်းဆွဲလိုက်ပါဒါဆိုဒီလိုထိတ်ကလေးကအဖူးပုံစံလေးဖြစ်သွားပြီပေါ့နော်ပြီးရင်တော့အချီလေးကိုအနားသက်လေးပြန်ချုပ်ပေးလိုက်ပါဒါဆိုရင်တော့3ပွင့်ကတ်ချုပ်ထားတဲ့ဟာလေးပြီးသွားပါပြီပြီးရင်ကျန်တဲ့5ခုထပ်ပြီးတော့မှချုပ်ပါမယ်ကျန်တဲ့5ခုလည်းခုနချုပ်သလိုမျိုးလေးပဲပေါ့နော်တစ်ခုပေါ်တစ်ခုထပ်ပြီးတော့မှတစ်ခုချင်းစီချုပ်သွားပြီးပါမယ်နောက်ဆုံးပွင့်ဖက်ချုပ်တဲ့ခါကျရင်လေခုနလိုမျိုးလေးပဲခောက်ပြီးတော့မှအတွင်းခောက်ပေါ့နော်ခောက်ပြီးတော့မှချုပ်ပေးရပါမယ်နောက်3ပွင့်မှာတော့ခောက်တာနည်းနည်းလေးရောခက်တယ်ပေါ့နော်ဒီ5ပွင့်မှာကျတော့အရင်ကြီးမခက်တော့ဘူးဒီလိုလေးခောက်လိုက်မယ်ဒါဆိုတော့တစ်ထပ်ထိန်လေးဖြစ်သွားပြီပေါ့နော်ပြင်ကွက်ကိုညှိပြီးတော့မှထပ်ပြီးချုပ်ပေးမယ်အဲ့တော့စာမက်ကိုရောက်ပြီဆိုရင်အချီစာကိုမဆွဲသေးဘဲနဲ့ခဏထားလိုက်ပါအောင်နော်အဲ့တော့ဘာလို့လဲဆိုတော့ခုနချုပ်ထားတဲ့3ပွင့်ဟာလေးကိုဒီအတွင်းထဲမှာထည့်ပြီးမှချုပ်မှာမလို့ပါအဲ့တော့ခုနကပွင့်ဖက်3ခုချုပ်ထားတဲ့ဟာလေးကိုဒီ5ပွင့်ထဲမှာထည့်ပြီးတော့တွဲချုပ်ပါမယ်အခုလိုလေးနီးစီဖူးလေးပုံစံဖြစ်သွားပြီဆိုရင်လက်ကလေးနဲ့ထိန်းပြီးတော့မှအချီစာလေးကိုဆွဲပေးပါမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကြတော့ဒီအတွင်းထဲမှာရှိရဲ့ဖူးလေးကနေရာရွှေ့သွားတာတွေအပြင်ကိုပိုထွက်လာတာမျိုးတွေဖြစ်တယ်လို့ပါပြီးရင်တော့တွဲချုပ်တဲ့ခါကျရင်အတွင်းထဲက3ပွင့်ဟာလေးပါတွဲပြီးတော့မှချုပ်ပေးပါမယ်ဒါ
အဆိုရင်တော့အခုဖူးလေးရသွားပါပြီဒါကတော့နှစ်ထပ်ပုံစံလေးပေါ့နော်အဖူးကိုဒီထက်ကြီးချင်တယ်ဆိုရင်တော့နောက်ထပ်ထပ်ပြီးတော့မှပွင့်ဖက်9ဖက်တွဲချုပ်ပြီးတော့ခုလိုလေးပဲအတွင်းထဲထည့်ပြီးတော့ပြန်ချုပ်လို့လည်းရပါတယ်ဒါလေးကတော့ချစ်စရာကောင်းပြီးတော့မှကလစ်အနေနဲ့တက်ပြီးပန်ရင်လည်းအရန်လာတော့လေးပါနော်